စီးချိန်ကြုံလာရင်ဘုံဘုံတို့တွေဟာငိုကြရမှာနော်မငိုဘူးဆိုတာကကိုယ်စိတ်ထဲကဒါဟာငိုရလောက်အောင်တန်ဖိုးရှိတယ်လို့မထင်သေးတဲ့အရာတွေပြက်တဲ့အချိန်မှာတော့ငိုသေးမှာမဟုတ်ဘူးပေါ့ငိုရလောက်အောင်တန်ဖိုးရှိတယ်လို့ကိုထင်ထားတဲ့အရာပြက်ပြီဆိုရင်တော့ငိုမှာပဲဟုတ်လားအဲ့တော့ဘုန်းတို့ပျက်စီးမှုဆိုတာကအကြံဉာဏ်အဖြစ်သိပ်ပြီးတော့မထိခိုက်စေတဲ့ပျက်စီးမှုတွေလည်းရှိတယ်ဆိုးဆိုးဝါးဝါထိခိုက်သွားစေတဲ့ပျက်စီးမှုတွေလည်းရှိမယ်ပျက်စီးမှုကတော့အများကြီးပဲဥစ္စာပစ္စည်းတွေပျက်စီးတယ်တချို့ကြတော့လည်းပဲအသိဉာဏ်အထိုက်လျောက်ရှိတဲ့အခါကျတော့ဥစ္စာပစ္စည်းပျက်စီးတာလောက်နေတော့မငိုသေးဘူးပေါ့ဒါပေမဲ့တချို့ကြတော့လည်းပဲခန္ဓာရည်နေတဲ့အခါကျတော့ငိုယုံနေမကဘူးယူသွားတဲ့လူတွေတောင်ရှိဘဝမှာနေခြင်းစိတ်တောင်မရှိတော့ပါဘူးဆိုပြီးတော့ဥစ္စာပစ္စည်းပျက်စီးလို့တတ်သေးတဲ့လူတွေတောင်ရှိတယ်ဟုတ်လားအဲ့ဒါဘုံဘဝဒီကနေ့ဥစ္စာပစ္စည်းပျက်စီးလို့တောကပတိတွေဝါဖြစ်ရမယ့်အကြောင်းအရာလောက်တော့မပြောကျင်သေးဘူးဘာပြောကျင်တော့ဆိုတော့လူကိုတကယ်ထိခိုက်မှုဖြစ်စေတဲ့အစဉ်ပြေပြေဖြတ်တန်းဖို့အလွန်ခက်မဲ့ပျက်စီးမှုအဲ့ဒါကဘာတော့ဆိုတော့နော်ကိုချစ်ရတဲ့ခင်ရတဲ့ပုံကိုယ်တွေနဲ့ကွဲကွာရတယ်ဆိုတဲ့အမှုပျက်စီးမှုအဲ့ဒါပျက်စီးမှုပဲလေဘာပျက်စီးသွားတာတော့အတူတူနေရတယ်ဆိုတဲ့အခြေအနေပျက်စီးသွားတာဟုတ်တယ်မဟုတ်လားအဲ့ဒီအတူတူနေရတယ်ဆိုတဲ့အခြေအနေပျက်စီးသွားတာကိုလူတွေဟာသိပြီးတော့တီးမခံနိုင်ကြဘူးစိုးရိမ်ကြတယ်ငိုကြွေးကြတယ်ဟုတ်လားနောက်ဘုံဘုံတို့နာခြင်းတရားနဲ့တွေ့လာတဲ့အခါမှာဒါဘာကြောင့်နာခြင်းတရားဖြစ်တာတုံးလို့မေးရင်ဒီနာခြင်းတရားဟာဘာပျက်စီးမှုလဲလို့မေးရင်ဘယ်လိုပြောမလို့ကျမ်းမာရေးပျက်စီးတာဟုတ်လားခန္ဓာကိုယ်နေတာထိုင်တာရှိနေတဲ့အခြေအနေလေးပြက်သွားတာအခုသာဘုံဘုံတို့ကနေတာထိုင်တာရှိနေတဲ့အခြေအနေကိုတန်ဖိုးထားအောင်မှမသိတာကွက်ကိုမလေးငါရတောက်လိုက်တာအခုဘာယောဂမလားမရှိဘူးကောင်းလိုက်တာလို့လူတွေဟာဒီဟာလေးကိုအတိအမှပြုတ်ခဲတယ်ပေါ့နော်ဟာတကယ်နေမကောင်းထိုင်မကောင်းဖြစ်ပြီဆိုတော့မှဒီနေတာထိုင်တာရှိခဲ့တဲ့အနေအထားလေးကိုအလွန်လွမ်းတယ်ပေါ့တခါတလေတရက်လောက်ရှိသေးတယ်နေမကောင်းတာကလွမ်းလာပြီနေကောင်းနေတဲ့အခြေအနေလေးကိုပြန်ရောက်ချင်လာပြီဟုတ်လားအဲ့တော့ကျမ်းမာရေးဖောက်ပြန်တယ်နော်နာရတယ်ဆိုတာနေတာထိုင်တာရှိတဲ့ကျမ်းမာတဲ့အခြေအနေလေးပါဖြစ်သွားတာတော့ပြက်သွားတာဒါလည်းပျက်စီးမှုပဲနော်အဲ့ဒီပျက်စီးမှုနဲ့ကြုံရင်လည်းဘုံဘုံတို့ရဲ့စိတ်ဟာအလွန်ထိခိုက်ရလိမ့်မယ်ဟုတ်လားဆေးရုံဆေးကမ်းမှာစိတ်ကူးလေးနဲ့နေကြည့်လိုက်အရန်စိတ်ပြက်စရာကောင်းပါတယ်မသွားလို့လည်းမရဘူးတကယ်ပြက်နေပြီဆိုရင်သူတို့ကမှပြင်နိုင်တာကိုဟုတ်လားနောက်ထပ်ဘုံဘုံတို့အကြီးမားဆုံးပျက်စီးမှုကဘာလဲဆိုတော့ရှင်သန်မှုပျက်စီးတာသေခြင်းတရားနဲ့တွေ့လာတဲ့အခြေအနေတစ်ခုပေါ့နော်အဲ့ဒီရှင်သန်မှုပြက်တာကတော့သူကအရာအလုံးပြက်တယ်လို့တောင်ဆိုနိုင်ပါတယ်သူတော်ကောင်းတရားတော့ပြက်တယ်လို့တော့မပြောနိုင်ဘူးပေါ့လေသူတော်ကောင်းတရားရှိနေရင်သေလည်းပဲသူတော်ကောင်းတရားတော့မပြက်ဘူးကျန်တာတွေကတော့အကုန်ပြက်မှာပဲနော်ကိုမိသားစုဆိုတာတွေကလည်းကိုသိပြီဆိုတာနဲ့ကိုမိသားစုလို့မဟုတ်တော့ဘူးစဉ်းစားကြည့်နော်အခုကတော့အလုံးကိုပဲအရေးပါပြီးတော့အရာရောက်ပြီးတော့ကိုယ်ဝါမှာတကယ်ကိုပဲဓမ္မဓာဆိုပြီးတော့နော်သိမ့်ထားကြရတာဟုတ်လားစိတ်ထဲမှာသေပြီဆိုရင်အဲ့ဒါဟာကိုယ်နဲ့ဘာမှမဆိုင်တော့ဘူးကိုမိသားစုလည်းမဟုတ်တော့ဘူးဥစ္စာပစ္စည်းတွေကလည်းကိုဥစ္စာပစ္စည်းတွေမဟုတ်တော့ဘူးကိုလှုပ်လက်စအလုပ်တွေကလည်းကိုနဲ့ဘာမှမဆိုင်တော့ဘူးတကယ်ပဲနော်သေသေးချာချာစဉ်းစားကြည့်သေခြင်းတရားဟာအရာအလုံးပြတ်တာပါဟုတ်လားအဲ့တော့ပျက်စီးမှု၃မျိုးဘုံခုပြောလိုက်တယ်ကျမ်းမာရေးပျက်စီးခြင်းအတူနေရမှုပျက်စီးခြင်းကွက်ကွာခြင်းပေါ့ကျမ်းမာရေးပျက်စီးခြင်းနာမှုနော်ရှင်သန်မှုပျက်စီးခြင်းသေမှုအဲ့ဒီ၃ခုသောပျက်စီးခြင်းဟာဒကာဓမ္မတို့ပုထုဇဉ်တတ္တဝါတွေကိုအကြီးအကျယ်နှိပ်စက်နိုင်ပါတယ်အဲ့ဒါတွေကိုပေါ့မတွက်နဲ့ပေါ့နော်အဲ့ဒါတွေကတော့ပုံမှန်တိုင်းလာတာပါသူတို့ကတော့ပေါ့တယ်လေးတယ်လို့မရှိပါဘူးကိုအဲ့ဒါကိုခန္ဓာကြီးရှိမရှိဆိုတဲ့ဥစ္စာကိုကိုရှော့လည်းမတွက်ဖဲနဲ့ပိုလည်းမတွက်ဖဲနဲ့အမှန်တိုင်းသိတဲ့တယ်နော်ဒီအရာတွေနဲ့တွေ့လာလို့ရှိရင်ငါအဆင်ပြေမဲ့ငါလားအဆင်မပြေမဲ့ငါလားဆိုတာကိုဘာလို့ထားဖို့လိုတော့ကြွတင်ပြီးတော့မှန်မှန်ကန်ကန်တွေးတော့ဆင်ခြင်နားလည်ထားဖို့လိုတယ်ပေါ့ဟုတ်လားအဲ့ဒါကိုတွေးပြီးတော့အဲ့ဒီအခြေအနေမျိုးတွေကြုံလာတဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုနော်စိုးရိမ်မှုငိုကြွေးမှုကမနှိမ့်ဆက်အောင်ဘုံဘုံတို့တွေကဘာလုပ်ရမှာတော့သတိပဋ္ဌာန်တရားကိုကြွတင်ပြီးတော့ကြိုးမအထောက်ထားရမယ်တော့သတိပဋ္ဌာန်တရားအားထုတ်ရင်ရရှိမဲ့အကျိုးကျေးဇူးဒီပင်လင်စဉ်းစားလိုက်တဲ့အခါမှာကိုယ့်ကိုအားထုတ်ဖြစ်ဖို့အတွက်တွန်းအားတစ်ခုဖြစ်နေတာကိုအံ့ဩဖွယ်ရမတွေ့ရဘူးလားတွေ့ရတယ်ဒါမျိုးတာနော်ပျက်စီးချိန်မှာမငိုရလေအောင်ဆိုတာဟုတ်လား